ဂျင်းထဲမှာအမျိုးသမီးတစ်ယောက်ကသူဟာယောက်ျားလေးတွေထက်ပိုတန်မာတယ်လို့ကြွားလိုက်တာကနေစတာပဲအဲ့ဒီစကားကိုကြားတော့အနားမှာရှိတဲ့ခက်တန်းတန်းနဲ့အမျိုးသားကသူ့ကိုအထင်သေးတဲ့မျက်လုံးနဲ့ကြည့်ပြီးအားကစားလုပ်ထားတဲ့ကြွက်သားတွေကိုထုတ်ပြလိုက်တယ်သူကရက်အတော်ကြာအသေးလဲလေ့ကျင့်ထားတာဆိုတော့သူ့ကြွက်သားတွေကိုမြင်တာနဲ့တင်အဲ့ဒီအမျိုးသမီးဟာလန့်သွားတာပေါ့အဲ့ဒါနဲ့တင်မပြီးသေးဘူးအဲ့ဒီလူကဆက်မှာပါတဲ့အလေးတုံးတွေကိုအမြင့်ဆုံးအထိတင်လိုက်ပြီး9 စက္ကန့်အတွင်းမှာပဲ7 ကြိမ်တိတိအသာလေးမှပြလိုက်တယ်ဒါကိုမြင်လိုက်ရတဲ့အမျိုးသမီးမှာတကယ်ကိုတုံ့လှုပ်သွားတာပေါ့ဒါပေမဲ့မာနာကရှိသေးတော့မတိတာအောင်ဟန်ကိုကိုလုပ်ပြီး bench press ဆက်အောက်ထဲဝင်ထိုင်လိုက်တယ်သူမနိုင်နိုင်အောင်လေးလံတဲ့အလေးကိုစံချိန်တစ်တင်ဖို့ဖြည်းဖြည်းချင်းကြိုးစားနေတာပေါ့အဲ့ဒီအချိန်မှာနောက်ပြောင်ခြင်းတဲ့လူတစ်ယောက်ကအမျိုးသမီးကိုအဆက်ခွဲခြင်းလို့ဆက်ရဲ့လျှက်စစ်ပလက်ကိုဆွဲဖြုတ်လိုက်တဲ့အမျိုးသမီးကအရန်ဒေါသထွက်သွားပေမဲ့ဒါကိုပဲအကြောင်းပြချက်ကောင်းတစ်ခုအနေနဲ့သုံးလိုက်တာပေါ့ဆက်ကချိုးယွင်းသွားတာငါရှုံးသွားတာမဟုတ်ဘူးဆိုပြီးစင်ကြေပေးလိုက်တယ်ဒါနဲ့နောက်ပြောင်ခြင်းတဲ့လူကနောက်တစ်ဆင့်တက်ပြီးတဲအိတ်တစ်ခုကိုတိတ်တဆိတ်ဓာတ်နဲ့အသားလေးလှီးထားလိုက်တယ်ပြီးတော့ဟိုလူကိုသူ့ခွန်အားကိုတက်တည်ပြဖို့စင်ခေါ်လိုက်တာပေါ့အမျိုးသားကလည်းတဲအိတ်ကိုတစ်ချက်ပဲကန်လိုက်တယ်တဲအိတ်ကချက်ချင်းကြီးပွင့်ထွက်သွားတော့တာပဲအခုတော့အမျိုးသမီးမှာစင်ကြေပေးစရာဘာမှမရှိတော့ဘူးဒါတင်မဲလားဆိုတော့မဟုတ်သေးဘူးဟိုလူကကြိုတင်ပြင်ဆင်ထားတဲ့လှည့်ကွက်တစ်ခုရှိသေးသူကပလင်းတစ်လုံးကိုလည်းကြိုတင်ဖြတ်ထားပြီးအမျိုးသားစီကမ်းပေးလိုက်ပြန်တဲ့အမျိုးသားကအဲ့ဒီပလင်းကိုကင်ပြီးလက်ပလာနဲ့တင်နှစ်ချမ်းကွဲအောင်ဖဲပြလိုက်တော့မှအမျိုးသမီးဟာသူရှုံးသွားပြီဆိုတာကိုအပြေအဝဝန်ခံလိုက်ရပါတော့တယ်ဗီဒီယိုလေးတွေကိုလည်းကြိုက်နှစ်သက်တယ်ဆိုရင် like and share follow လေးလုပ်ပေးကြပါဦးနော်